OK ဆောင်းလာစူပါဆန်းလေးရောက်လာပြန်ပြီပေါ့နော်အဲ့တော့ဒီဘက်ကကျွန်တော်တို့ထူးထူးဆန်းဆန်းလေးဖြစ်အောင်လို့ဟိုမှာအစာတစ်ခုကျွန်တော်တို့စမ်းကြည့်ပါအစာကျွန်တော်ကချံကိုကထုတ်လဲအမြင့်ကအစာအဲ့တော့ဒီကောင်ကပိုင်ရှင်ကိုယ်တိုင်ကသူကိုယ်တိုင်စမ်းသက်ပြီးတော့မှထုတ်ရတာဆိုပေါ့နော်အဲ့တော့ကျွန်တော်တို့ quality ကတော့တိတ်ပြောကြရတော့မလို့အဲ့တော့အဲ့ပြောတဲ့တိုင်ရောတကယ်ဖြစ်လားငါတကယ်ကြိုက်လားဆိုတာကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တူကျွန်တော်အများကြီးနော်အဲ့တော့အများကြီးကျွန်တော်တို့ရလက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ပြောပြမယ်အညာတော့မှဒီလိုမတိတ်ပြီးညာတော့အနမ်းမရဘူးဒီခပ်ပုံပိုင်းတော့အဲ့လက်ရှိကတော့အပြင်ပိုင်းတော့ကောင်းတယ်ပေါ့နော်ဒီမှာဒီလိုညာကြည့်ရတော့အညာမရှိဘူးโอเคငါဆွဲကြီးမဆွဲကြီးကကျွန်တော်မြစ်တယ်ရောက်ရင်တွေ့မယ်ဒါကျွန်တော်သွားမယ်လှေပေါ့နော်โอเคပါဒါကျွန်တော်ကြီးသွားဖွဲ့ပြပါတယ်ဟိုဒါကျွန်တော်လှေစောင့်တော့ဗောနော်လှေရဟိုးမှာလှေရဟိုးနာလှေရလာဘာမှလို့ကျွန်တော်တို့ကမြစ်အောက်ကိုဆင်းတယ်ဗောနော်ဒီအောက်ဘက်ကိုဆင်းမြားတယ်ဒီနေ့ကနည်းနည်းထူးခြားပြအောင်အောက်မဆင်းတော့ပေါ်တက်မှာဒါမှတမညာโอเคပါကောင်းပါပဲကားတော့တွန်းရတာမဟုတ်ဒီထဲမှာလည်းစီကတွန်းရတယ်ဒီဘက်ပါတော့တွန်းရတယ်ဒီဘက်ပါတော့တွန်းရတယ်ဟာငါရောင်ရောင်လို့ပါဘူးငါထွေးတာငါရောင်ကြီးလားမမေငါကြည့်တာလောကြာလောโอเคလောပါကချံကိုအစာနဲ့ဈေးဥပေါက်ငရောင်လေးပါဗျာငရောင်လေးပါအဲ့တော့လှအားရတယ်ဒီစီအားတော့ဒီကြရလောက်ရှိဒီလိုလေးပဲတင်နိုင်ရမှာဟောမှာဘယ်တော့အနော်လေးတွေရတော့ပေါ့ငါမိမလားရှင်းနေတယ်ဒီတန်းကြီးကွင်းနေဆိုတာဒါပေမဲ့ဥဒ္ဒရာဒါအောက်မှာကြောက်ဒီနေ့ချောတော့ဆောက်ရစာကြလာတက်ပြီးမှချောတယ်နည်းနည်းလှခုနလောက်ပါနေမလာပါရတယ်မကောင်းနေပြီလက်လည်းမမရဘူးသူလည်းမတော့ဘူးရပါပြီပါကလည်းမရတာဆက်
ဒါပြရယူမှာကျွန်တော် တွင်းလိုက်ရမှာအာလီအဲ့ဒါယူရတာ ချောက်ရ ဟုတ် မတန်းဘူး ဒါက နောက်နေနောက်မလိုက်ဘူးအဝေးဖြစ်မကြောက်ကြော်လိုက် ကျုံမတန်းလိုက် အဲ့အောက်နေအဲ့လိုကြော်ခိုင်း အဲ့နဲ့တော့ကျုံလိုက် သူဖြုံးရမ်းရမ်းချပါပြချလိုက် နောက်ဆက်ဝါးနေတယ်ချီတော့ပဲကြာနောက်ဆက် ပြောတာနော်တကယ်လည်းကြိုက်ရပါအများပြောလည်းပြောရမယ်လောက်နေအောင်